အားလုံးပဲမင်္ဂလာပါရှင်လက်ဖောက်လေးဆက်ရှိအလောက်ရှာဖွေရုံကနေကြိုဆိုပါတယ်ရှင်ဒီနေ့တော့မို့ကအလောက်9ခုနဲ့လာမိတ်ဆက်ပေးမယ်နော်အလောက်နံပါတ်1ကကြတော့အရောက်စားလေးတယောက်ကင်ကြောက်ပတ်မှာစားတောက်ဆိုင်ပါရှင်မိဖို့ကြောင့်ကိုလောက်ပူရမယ်နော်တရက်ကို400ပတ်ထမင်းနတ်ကျွေးပါတယ်အခန်းရင်မိပေးတယ်ရှင်နော်အလောက်နံပါတ်2ကကြတော့အိမ်ဖော်လောက်ပါရှင်အလောက်နေရာကစွန်လုံလုံကောက်ပတ်မှာရှင်တထင်း9ရောက်ပေါ့နော်တယောက်13000တပတ်တရက်နာမနောက်အထိ900ပတ်ပါရှင်အလောက်နံပါတ်3ကကြတော့အိမ်ဖော်နဲ့ကလေးထိန်ဖြစ်ပါတယ်အလုံးနေရာကစီနတ်ခလင်းမှာရှင်လာစား15000တပတ်တရက်နာမနောက်အထိ900ပါရှင်အိမ်နထတထေးလေးရောက်ရှိတယ်နော်အလုံးနံပါတ်4ကကြတော့အိမ်ဖော်လုံးဆိုင်မိုင်ပတ်မှာရှင်အိမ်နထတထေးနဲ့ရောက်ကြောင်6ခေါင်ခွဲ3ကောင်ရှိတယ်ရှင်တလား13000တပတ်တရက်နာမနောက်အထိ900ပါရှင်အလုံးနံပါတ်5ကကြတော့အိမ်ဖော်နဲ့ကလေးထိန်လက်ဖောင်းမှာရှင်တထေးကတော့2ယောက်ကလေးကတော့2နှစ်သား1ယောက်ပဲရှိတယ်အိမ်ကတော့နှစ်ထပ်အိမ်ဖြစ်တယ်ရှင်ခွဲ1ကောင်ရှိတယ်နော်လာစား15000တပတ်တရက်နာမနောက်အထိ900ပါရှင်ညီမပြောရတဲ့အလုံး9ခုအတွေ့အကြုံရှိတယ်ထန်းစကားတတ်တယ်ဆိုရင်တော့လာဖောက်လေးဆက်ရှင်မဝင်လာစမလို့ရတယ်ရှင်စမခချက်ချင်းမပေးရအောင်နော်အလုံးရမဝင်ဆောင်ခ1000ပတ်ပေးရမယ်နော်ရှင်အလုံးပဲနေ့တိုင်းလာလို့ရတယ်ရှင်ရုံနေ့တိုင်းဖွင့်နေနော်ရှင်အလုံးပဲမင်္ဂလာပါရှင်